ဘာဝကြောင့်နဲ့လူလုံးကြောင့်မင်္ဂလာပါရှင်ဟင်ပါပါအခုနောက်ပိုင်းဈေးကွက်ထဲမှာဓာတ်ခွဲကဲတုတ်ကြောက်တွေအရန်များလာလို့ဝယ်ယူသူတွေမမားရအောင်ဟင်ပါကနမူနာအနေနဲ့ဓာတ်ခွဲကဲတုတ်ကြောက်လေးတစ်ပွင့်ယူလာပါတယ်ရှင်ပြီးတော့ဟင်မာကတဘာဝတွင်းထွက်ကြောက်နဲ့လူလုံးကြောက်ရဲ့ကွာခြားချက်လေးတွေကိုဟင်မာနည်းနည်းပါးပါးရှင်းပြခြင်းပါတယ်တဘာဝတွင်းထွက်ကြောက်လေးတွေကကဘာမြေလွာရဲ့အောက်မှာနှစ်တန်းပေါင်းများစွာတဘာဝအတိုင်းဖြစ်တည်လာတာပါအဲ့ဒါကြောင့်သူ့မှာတဘာဝရဲ့အမှတ်သားလေးတွေဖြစ်တဲ့အကြောအမြင်လေးတွေ inclusion လေးတွေအနည်းနဲ့အများတော့ပါတတ်ပါတယ်လူလုံးကြောက်လက် grow synthetic ကြောက်တွေကတော့ဓာတ်ခွဲခန်းထဲမှာလူတွေကဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်တိုအတွင်းမှာအများအပြားရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်လုံးဝကိုအနာစာကင်းစင်ပါတယ်နောက်တစ်ခုကတော့တွင်းထွက်ကြောက်တွေကသဘာဝပေးတဲ့လက်ဆောင်တွေဖြစ်လို့အရန်ရှားပါပြီးတော့တန်ဖိုးကလည်းအများတန်းတက်နေတာပါနောက်တစ်ချိန်မှာပြန်ရောင်းရင်လည်းဈေးကောင်းရနိုင်တဲ့ investment တစ်ခုပါပဲရှင်လူလုံးကြောက်တွေကတော့စက်ရုံကနေအမြောင်များထုတ်လုပ်လို့ရတဲ့အတွက်ဈေးနှုန်းကတော့တွင်းထွက်ကြောက်တွေထက်အဆပေါင်းများစွာတက်တာပါတယ်ရှင်ဒါပေမဲ့ပြန်ရောင်းတဲ့အခါမှာတော့တန်ဖိုးကတော့မရှိသလောက်ပါပဲရှင်ယန္နာဆိုတာစင်မြန်းသူရဲ့ဂုံသိက္ခာနဲ့အစင်တန်းကိုဖော်ဆောင်တာပါစစ်မှန်တဲ့တွင်းထွက်ကြောက်တွေကိုစင်မြန်းရတဲ့ခံစားချက်နဲ့ယုံကြည်မှုကတော့လူလုံးကြောက်တွေနဲ့ဘလို့မှနှိုင်းယှဉ်လို့မရပါဘူးဈေးနှုန်းထက်ရေသွေးကပိုတာစေရမယ်ဆိုတဲ့အတိုင်းဟေမာဂျန်မှာတော့စိတ်ချရတဲ့တွင်းထွက်ကြောက်မြက်ယန္နာတွေကိုပဲရွေးချက်တင်သွင်းထားတာပါကိုဝယ်ယူတဲ့ယန္နာတွေကလည်းသဘာဝအစစ်ဖြစ်မဖြစ်ဆိုတာကိုတေးသေးချာချာစစ်ဆေးပြီးမှဝယ်ယူဖို့ဟေမာကတိုက်တွန်းပြစေရှင်ကျေးဇူးတင်ပါတယ်ရှင်